အဲ့ဒီလူဟာရေအောက်မှာပုံအောင်နေတဲ့ရေသူမာတွေရှိနေကြောင်းအသေးချာအတီးပြုတ်ပြီးတာနဲ့ချက်ချင်းပဲကမ်းခြေမှာရှိတဲ့သူ့ရဲ့အပေါင်းအပါတွေကိုတနက်ဖွင့်ပြဖို့အချက်ပြလိုက်ပါတော့တယ်။ရေသူမာတွေခမထိတ်လန့်တုန်လှုပ်ပြီးအရက်မျက်နှာအနှံ့ကိုအသေးအတန်ထွက်ပြေးကြပေမဲ့လူသားတွေရဲ့အညာတာမဲ့ရရက်ဆက်ဆက်တိုက်ခိုက်မှုကြောင့်ရေထဲကနေကမ်းခြေပေါ်ကိုမဖြစ်မနေခုန်တက်ခဲ့ကြရရှာတယ်။ဒါပေမဲ့လည်းလူသားတွေရဲ့လိုက်လံဖမ်းဆီးမှုကနေလွတ်မြောက်အောင်မပြေးနိုင်ခဲ့ကြပါဘူး။စိတ်မကောင်းစရာပဲရေသူမာလေးတစ်ကောင်အဖမ်းခံလိုက်ရပါတယ်။အဲ့ဒီလူဟာစက်တလုံးကိုတုံးပြီးရေသူမာလေးရဲ့အကြီးကုန်းကိုခွာဖို့နဲ့သူမကိုတပါးတည်းခေါ်ဆောင်သွားဖို့ပြင်ဆင်နေခဲ့တယ်။အဲ့ဒီလိုအသက်လူရမယ့်အကြီးကျုံနေတဲ့အချိန်ပိုင်းလေးမှာပဲသူမရဲ့အမားဖြစ်သူကဝင်ရောက်ကယ်ဆယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမပါအဲ့ဒီလူတွေရဲ့လက်ထဲကိုထပ်မံကျရောက်သွားခဲ့ရပြန်တယ်။အဲ့ဒီလူကရေသူမကိုခုတ်တက်ဖို့ဓာတ်ကိုမြှောက်လိုက်တဲ့အချိန်မှာကံကောင်းခြင်းတော့သူမကချက်ချင်းတုံ့ပြန်ပြီးတီလေးရှောင်တိန်နိုင်ခဲ့တယ်လို့ရေထဲကိုလည်းပြန်ခုန်ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့လူဆိုးတွေကလက်မလျှော်ပဲသူမစီကိုတနက်တီနဲ့တရဆက်လှမ်းပြကြပြန်တယ်။ရေသူမလေးဟာအသေးအတန်ထွက်ပြေးခဲ့ပေမဲ့လူဆိုးတွေကတော့ဇွဲမလျှော်တန်းနောက်ကနေထက်ချက်မကွာလိုက်လံဖမ်းဆီးနေခဲ့တယ်။ရေသူမလေးဖမ်းဆီးခံရတော့မဲ့စေးစေးအချိန်မှာပဲရေပွေးကြီးတစ်ကောင်ကသူ့ရဲ့လက်တံတွေကိုအချိန်ကိုက်ဆန့်ထုတ်ပေးပြီးသူမကိုကေတင်လိုက်ပါတော့တယ်။အဲ့ဒီရေပွေးကြီးကရေသူမလေးကိုခုအပြင်ဘက်ရောက်အောင်လောက်လီခွာလိုမျိုးအရှင်ပြင်းပြင်းနဲ့ပြစ်လွတ်ပေးခဲ့လို့ဘီအန်ဒီကနေခိတခဏလွတ်မြောက်သွားခဲ့ရတယ်။သူမကိုသူမဘီကင်းပြီလို့ထင်မှတ်နေတဲ့အချိန်မှာပဲရုတ်တရက်အပေါ်ကနေဝုန်းကနေကျဆင်းလာတဲ့ပိုက်ကွန်အကြီးကြီးတစ်ခုလေးကိုရေသူမလေးနှိမ့်တွေမိသွားပါ